အာဆင်နယ်ရဲ့ပရီးမီးယားလိဖလားမျှော်လင့်ချက်ဘယ်ထိအသက်ဆက်သွားမလဲအာဆင်နယ်ဆိုတဲ့အသင်းကတကယ်ကိုငါစားအသင်းပါပရီးမီးယားလိအသင်းတွေအကုန်လုံးကအာဆင်နယ်ကြီးမင်းကနှစ်တိုင်းဒုတိယဖြစ်နေတာငါတို့မကြည့်ရတော့ဘူးဒီနှစ်တော့မင်းမဲ့ဖလားယူလိုက်တော့ကွာလို့အတင်းတွန်းပိုးနေရတာနဲ့အာဆင်နယ်ကတော့အင်တင်လုံးနေတော့မှာသူရဲ့အဓိကပြန်ပဲဖြစ်တဲ့မန်စီးတီးကချီချောနေခြင်းမှာတော့အခွင့်အရေးမယူတတ်ပဲသူကလိုက်ပြီးတော့အမှတ်တွေရော့နေတာပါဒါကချန်ပီယံမျှော်မှန်းတဲ့သူနဲ့တကယ်ကိုမဖြစ်သင့်တော့အာဆင်နယ်ဘာလို့အခွင့်အရေးတွေရနေရတာနဲ့အသုံးမချနိုင်တာလဲလို့မေးအဲ့ဒါအာဆင်နယ်ဖြစ်နေလို့ပါအရင်နှစ်တွေကလည်းဒီလိုပါပဲအခွင့်အရေးရတယ်အသုံးမချနိုင်ဘူးအချိန်တိုင်းအဆင့်တိနေရာကဖယ်ပေးလိုက်ရတယ်ဒါကတစ်နှစ်လည်းမဟုတ်နှစ်နှစ်လည်းမဟုတ်တော့ပါဘူးဒီနှစ်ပါထပ်လွှဲမယ်ဆိုရင်တော့စံချိန်တွေပါတင်ကုန်တော့မှာဖလားလေးလုံးချန်ပီယံလို့ဘာလို့တော့မဟုတ်ပါဘူး၄နှစ်ဆက်ဒုတိယဆိုတဲ့စံချိန်ပါဂျာယန်အင်တာနက်ချန်ပီယံလိပွဲကန်ပြီးနောက်ပေါ်ယူနိုက်တက်နဲ့ကန်မှာယူနိုက်တက်ကနီးပြတဲ့နဲ့ရှယ်ချန်နေအာဆင်နယ်တို့ကန်ဆိုးတာပါဟိုနေ့ကလည်းမန်စီးတီးကိုရှယ်လုပ်ပေးလိုက်တယ်နို့ဘူးလေးကငုံမဲလေးပါဖြစ်သွားရှာပါအခုလည်းချိန်သားပြန်ပါပြီကစားသမားတွေမဟုတ်ပဲပရိသတ်တွေကပါချိန်နေတာကျန်တဲ့သင်းတွေမနိုင်ရတယ်အာဆင်နယ်ကိုနိုင်ရပြီဆိုတဲ့သူတွေဘယ်သူတွေဖလားရရအာဆင်နယ်မရရင်ပြီးရောဆိုတဲ့သူတွေပါမိုက်ကယ်ကားတွေကလည်းအာဆင်နယ်ကိုအသိငယ်လေးပါဆိုပြီးတည်ရော်ထားပါသေးအာဆင်နယ်အသင်းတွေကအခုမိုင်းဝဲပြီးရင်နောက်တဲ့လက်ကျန်ပွဲစဉ်တွေမှာချယ်ဆီအိမ်ကွင်းမန်စီးတီးဝေကွင်းပွဲချက်2ပွဲပဲရှိပါတော့တယ်ဒါတွေကိုအကောင်းဆုံးကြော်ဖြတ်ပြီးတော့အခွင့်အရေးတွေသုံးချပြီးတော့နောက်ဆုံးပရီးမီးယားလိဖလားကြီးကိုကင်မြောက်သွားမလားဆိုတာကတော့စိတ်ဝင်စားနေစောင့်ကြည့်ရမှာပါဖော်လို့လေးတွေနှိပ်ပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်